မင်္ဂလာပါရှင်ကျမတို့အခုဒီဗီဒီယိုလေးမှာမကောင်းတဲ့အကျင့်စရိုက်လေး၃ခုကိုရေးပြထားပါတယ်အရင်ဆုံးရေးထားတာက自私ဆိုရင်တကူကောင်းဆန္ဒကိုသုံးတာเนาะဒီမှာဝက်ကြလေးရေးထားတယ်他太自私了ဆိုလို့ရှိရင်သူအရန်တကူကောင်းဆန်တယ်ရတယ်เนาะနောက်တစ်ခုလေးက小气ဆိုလို့ရှိရင်เนาะနှမျောတွန့်တိုတာကိုသုံးတာအဲ့တော့သူ့ရဲ့စန့်ကျင်ဘက်ဆိုရင်ကျမတို့ရှေ့ဗီဒီယိုမှာလေ့လာခဲ့တဲ့တာဖောင်းဖြစ်မှာเนาะရရောတဲ့အသုံးလေးရမယ်เนาะအဲ့တော့ဒီမှာရေးထားတယ်他很小气အရန်နှမျောတွန့်တိုတယ်从来不请客ဘယ်တော့မှအဲ့မခံဘူးဘယ်တော့မှသူများကိုမကြွေးဘူးရတယ်เนาะနောက်တစ်ခုလေးက悲观ဆိုတာဒီအဆိုးမြင်တာကိုသုံးတာเนาะဒီမှာဆိုရေးထားတယ်他太悲观了ဆိုသူကအရင်အဆိုးမြင်တတ်တယ်总是အမြဲလိုပဲ觉得ထင်နေတဲ့为失败ဆိုတာဒီရှုံးနေတာကိုပြောတာအဲ့တော့ကိစ္စတစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်ဘယ်တော့မှဆိုအပြက်ဖက်ကကြီးပဲတွေးနေတာရှုံးနေမယ်လို့ပဲထင်နေတာရမယ်နော်